TikTok Messenger ကနေပြီးတော့စာလာပို့ကြတာတွေဗီဒီယိုလာပို့ကြတာညားနေလို့ကိုကြီးဘာမှပြောတော့လားဒီတိုင်းပဲကြည့်နေတော့မှလားဆိုပြီးတော့ကျွန်တော်လာပြောရပေါ့နော်လာပြောတော့သူတို့တော့ကိုကျွန်တော်ပြောချင်ပါရဲ့ပထမဦးဆုံးကိုကျွန်တော်အဖေကကျွန်တော်အမှုပညာနာမည်ပေးထားရပေါ့နော်ထက်ကိုတဲ့ထက်ကိုဆိုပြီးပေးထားရဲ့ဗာလဲထက်ကိုဆိုပြီးပေးထားရဲ့ချိန်လုံးဂျွန်ကိုဆိုတဲ့နာမည်ကိုအချိန်ပေါင်းမြောက်များစွာသုံးတယ်ဘယ်ဂျွန်ကိုပြောတာလဲသိချင်တယ်မင်းသားဂျွန်ကိုပြောတာဆိုရင်တော့ကျမမောင်လေးဂျွန်ကိုကကျမတို့မိသားစုကိုရောသူချစ်တဲ့ပရိသတ်ကိုရောသူချစ်တဲ့သူ့တငယ်ချင်းတွေရောအားလုံးကိုတတ်တာပြပြီးနှုတ်ဆက်သွားတာ12နှစ်ပြည့်တော့မယ်ကျွန်တော်ကိုနိုင်ကလည်းဒီနေ့တစ်ချိန်ကြီးဂျွန်ကိုနဲ့တူပါတယ်ဆိုပြီးတော့ကျွန်တော်ကြွေးကြော်ထားတာဘာတစ်ခုမှမရှိပါဘူးကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကို TikTok Messenger ကနေပြီးတော့စာလာပို့ကြတာတွေဗီဒီယိုလာပို့ကြတာညားနေလို့ကိုကြီးဘာမှပြောတော့လားဒီတိုင်းပဲကြည့်နေတော့မှလားဆိုပြီးတော့ကျွန်တော်လာပြောရပေါ့နော်လာပြောတော့သူတို့တော့ကိုကျွန်တော်ပြောချင်ပါရဲ့ပထမဦးဆုံးကိုကျွန်တော်အဖေကကျွန်တော်အမှုပညာနာမည်ပေးထားရပေါ့နော်ထက်ကိုတဲ့ထက်ကိုဆိုပြီးပေးထားရဲ့ဗာလဲထက်ကိုဆိုပြီးပေးထားရဲ့ကျွန်တော်ချစ်တဲ့ခင်တဲ့သူတွေကလမ်းမှာတွေ့ရဲဂျုံကုန်နဲ့တူတဲ့တယောက်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတဘောတယောက်ပေါ့နော်အဲ့လိုတပုံလာရိုက်ကြရဲလာနှုတ်ဆက်ကြရဲအဲ့ပေါ်မှာကျွန်တော်ဂျုံကုန်နဲ့တူပါရဲဆိုပြီးကျွန်တော်လာမခေါ်နဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်တတ်ပြဲလို့မရဘူးအဲ့သူတို့တတ်မှတ်တာသူတို့ကကျွန်တော်ဂျုံကုန်လို့မတတ်မှတ်ပဲနဲ့ဟိုနေတိုးနဲ့တူရဲလို့တတ်မှတ်လို့ရှိရင်လည်းသူတို့တတ်မှတ်တာပဲအောင်ရဲလေးနဲ့တူရဲလို့တတ်မှတ်ရင်လည်းသူတို့တတ်မှတ်တာပဲအဲ့ပေါ်မှာကျွန်တော်သွားပြီးပြောလို့မရဘူးကျွန်တော်ဘာမှပြောချင်ပါဘူးကျွန်တော်ကိုနိုင်ကလည်းဒီနေ့တစ်ချိန်ကြီးဂျုံကုန်နဲ့တူပါတယ်ဆိုပြီးတော့ကျွန်တော်ကြွေးကြော်ထားတာဘာတစ်ခုမှမရှိပါဘူးကျွန်တော်ဘက်ကလက်ပြလုံးပါရဲ့ကိုဂျုံကုန်နာမည်နဲ့ကျွန်တော်လှုပ်ရှားထားတာမရှိပါဘူးပတ်စံလည်းရှာမစားထားပါဘူးကျွန်တော်အမှုပညာနာမည်ထက်ကိုဆိုတဲ့နာမည်နဲ့ကျွန်တော်လာပါမယ်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပဲကျွန်တော်ပြောချင်ပါရဲ့ကျန်တာအများကြီးပြောချင်ပါဘူးမပြောတော့ဘူးလို့နေမလို့ပဲဒါပေမဲ့စိတ်ထဲမှာဘလို့မှနေလို့မရလို့နည်းနည်းပြောမယ်မဒီကိစ္စနဲ့ပတ်သက်ပြီးတော့မီဒီယာရှေ့မှာထွက်ပြီးတော့လုံးဝရှင်းမှာမဟုတ်တလို့ဒီကိစ္စနဲ့ပတ်သက်ပြီးအခုပြောမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းဘသူတဦးတယောက်ကိုမှလည်းတန်းရှင်းယူဝင်ပေးမှာမဟုတ်ဘူးเนาะအခုဖြစ်နေတဲ့ကလေးခိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပရာဟိတလုံနေတဲ့အကိုတယောက်ရဲ့တစ်တော်လေးကိုကြည့်လိုက်ရတယ်ပေါ့နော်တစ်ချိန်လုံးဂျွန်ကိုဆိုတဲ့နာမည်ကိုအချိန်ပေါင်းမြောက်များစွာသုံးတယ်ဘယ်ဂျွန်ကိုပြောတာလဲသိချင်တယ်မင်းသားဂျွန်ကိုပြောတာဆိုရင်တော့ကျမမောင်လေးဂျွန်ကိုကကျမတို့မိသားစုကိုရောသူချစ်တဲ့ပရိသတ်ကိုရောသူချစ်တဲ့သူ့တငယ်ချင်းတွေရောအားလုံးကိုတတ်တာပြပြီးနှုတ်ဆက်သွားတာ12နှစ်ပြည့်တော့မယ်အဲ့တော့ကိုနဲ့ပတ်သက်နေတဲ့လူရဲ့အခုလက်ရှိအခုလက်တလောပေးထားတဲ့နာမည်ကိုတကယ်မသိတာလားဒါမှမဟုတ်တက်တက်ယူမှားပြီးတော့ပြောတာလားဂျွန်ကိုနာမည်နဲ့ဘာလုပ်ချင်တာလဲမပြောစရာတော့အကြောင်းတော့မရှိဘူးဂျွန်ကိုဆိုတာ2ယောက်မရှိဘူး2ယောက်လည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးပရာဟိတလုံနေပရာဟိတစိတ်တဲ့ရှိရတယ်ရှင်ဂျွန်ကိုနာမည်ကိုသုံးမယ်ဆိုရင်ဂျွန်ကိုမှာအမေနဲ့အမကြံခဲ့တယ်အဖေဆိုတော့ထားလိုက်တော့အဖေနဲ့ဘလို့ပဲပတ်သက်စိတ်ဝင်စားအောင်နော်ဒါပေမဲ့အမြဲတစေအလှတန်းတွေလုတ်ပြီးတော့မမေ့နိုင်တဲ့ကျမတို့သားအမိကိုအားနာတင်တယ်ရှင်နော်လေးစားတင်တယ်ရှင်လေးစားမှုတော့ရှိရတယ်ရှင်ပရာဟိတလုတ်တယ်ဆိုရင်တော်တော်မဲကောင်းတယ်နော်တော်တော်မဲကောင်းတယ်မလုတ်ပါနဲ့ပရာဟိတသမားတွေမှာတန်းရှင်းယူစရာတော့မလိုပါဘူးသိပါတယ်ကိုဟာနဲ့ကိုလမ်းကြောင်းနဲ့ကိုသွားနေကြတာပဲလေတကယ်လို့ပေါ့နော်ကိုနဲ့ပတ်သက်တဲ့လူရဲ့နာမည်ကိုတကယ်ပဲမသိတာဆိုရင်တော့လေ sorry ပေါ့နော်အခုပြောမိတဲ့အတွက်ဒါပေမဲ့တက်တက်ကြီးပြောနေတာဆိုရင်တော့မလုပ်ပါနဲ့ကျွန်မမကြိုက်ဘူးရှင်တရုတ်ဆောင်ဂျွန်ကိုပြောတာဆိုရင်နော်
တယောက်ဆောင်ဂျုံကိုမရှိတော့ဘူးမပြောနဲ့နော်မကြိုက်ဘူး